မင်္ဂလာပါဒီမှာကြတော့ကျွန်တော်ရောက်ရှိခဲ့တဲ့နေရာလေးပဲဖြစ်ပါတယ်ဒီမှာပန်းတွေကလည်းပွင့်နေတယ်ဆိုတော့အရန်ကိုမှလှပါတယ်ဒီနားလေးကိုသွားလို့ရင်တော့ဒီပန်းတွေရဲ့အနံ့လေးတွေကလည်းမှုေးကြိုင်နေတာပဲပေါ့နော်အရန်ကိုမှ view လှတယ်အရန်ကိုမှလည်းဒီနေရာလေးကိုရောက်လာပြီဆိုရင်တော့စိတ်ချမ်းသာမှုတွေကတော့အများကြီးပဲရတယ်ပေါ့နော်ဒီနေရာကြတော့အမြဲတမ်းလို့ပေါ့နော်ဒီနိုင်ငံသားတွေတော်တော်များများကဒီနေရာလေးကိုလာပြီးတော့လဲပတ်ကြတယ်လာလဲကြတယ်ပေါ့နော်ဒီနေရာလေးကိုလာလဲတယ်ပြီးရင်ဓာတ်ပုံတွေရိုက်တယ်အမှတ်တရဗီဒီယိုဘလော့တွေရိုက်ကြတယ်ပေါ့နော်ပြီးရင်ဒီနေရာလေးမဆိုရင်မင်္ဂလာဆောင်တဲ့သူတွေမွေးနေ့ရှင်တွေဆိုလို့ရှိရင်လည်းဒီနေရာလေးမှာအမှတ်တရဗီဒီယိုလာရိုက်ပါတယ်လို့နော်ဒီနားလေးကိုပေါ့နော်တကယ်လေးလှတယ်ပေါ့နော်view ကတော့တော်တော်လေးလှပါတယ်ဒီမှာကြည့်မြင်တဲ့အတိုင်းပဲပေါ့နော်အဓိကတော့ဒီပန်းတွေကတော်တော်လေးလှတာပေါ့နော်ဒီမှာပန်းတွေကတော်တော်လှတယ်ထမ်းပင်လေးတွေကိုမြင်တော့လေအညာကိုအရန်ကိုလွမ်းမိတယ်ပေါ့နော်ထမ်းပင်လေးတွေထမ်းတော်လေးတွေနဲ့ပေါ့နော်ဒီမှာဒါပေမဲ့ချမ်းပြည်မှာတော့တော်တော်များများဒီလိုမျိုးထမ်းပင်တွေကိုဘာမှမလုပ်ပါဘူးเนาะကျွန်တော်တို့မြန်မာပြည်မယ်ဆိုရင်တော့အပေါ်ကိုတက်ခွာပြီးတော့ထိုင်းရည်ထွက်အောင်လုပ်မှာပဲပေါ့နော်ထိုင်းမှာကြတော့မလုပ်ပါဘူးလို့ဒါတွေကိုတဘာဝအလှတာသူတို့စိုက်ထားတာဖြစ်ပါတယ်ဒီမှာကြည့်နော်အရှာကိုလှတဲ့ view ကတော့တော်တော်လေးကိုလှပါတယ်ဒါကျွန်တော်ကဖြည်းဖြည်းချင်းသွားပြီးတော့ပြနေတယ်ပေါ့နော်ဒီမှာဆိုရင်တော့လေထီးစီးတယ်ပေါ့နော်လေထီးတွေပါတယ်စီးလို့လည်းရတယ်လေထီးစီးရတော့ပတ်စံကုန်တာပေါ့နော်ပတ်စံများများပေးရတယ်ပေါ့နော်သူတို့တွေမှာတော့နိုင်နဲ့သူတို့တွေကလှုပ်တာဖြစ်ပါတယ်ဒီမဲ့ဆိုရင်ကျွတ်တူစုံတွဲတွေလာပြီးတော့ပန်းဖြေတယ်ပြီးရင်မိသားစုလိုက်ဒီနားလေးမှာလာပြီးတော့ပန်းဖြေချတယ်ပေါ့နော်အဲ့လိုမျိုးပေါ့တချို့တွေဆိုရင်ဒီနိုင်ငံသားတွေဆိုရင်တကူတကအချိန်ပေးပြီးတော့မှဒီကိုလာလေကြတာပေါ့နော်အဲ့လိုမျိုးနော် view ကတော့တော်တော်လှတယ်နော် view ကဘယ်အချိန်တွေကပို့ပြီး view လှတယ်လဲလို့ပြောရင်ဒီနေရာကိုသွားမယ်ဆိုရင်နေ့လယ်3နာရီခွဲလောက်ကလေးကထွက်ပြီးရဲ့အဲ့ဒီနေရာကို4နာရီခွဲလောက်ရောက်အောင်လာပေါ့နော်4နာရီခွဲလောက်ရောက်အောင်လာမယ်ဆိုလို့ရှိရင်တကယ်လှတဲ့ဘာကပါလဲဆိုရင်နေဝင်စီးစာဖြစ်ပါတယ်နေဝင်စီးစာလေးကိုလာပြီးတော့တချို့ဆိုရင်ဗီဒီယိုဘလော့လာရိုက်တယ်တချို့ဆိုရင်ဗီဒီယိုရိုက်တယ်အဲ့ဒီလိုမျိုးပေါ့နော်ဒီခုံနေမှာပြည့်နေတာပဲပေါ့နော်လူကတော့အဲ့လိုမျိုးနော်ဒါပေမဲ့ကျွန်တော်လာတဲ့အချိန်ကဘယ်လိုလဲဆိုရင်ရန်နေပူနေတဲ့အချိန်ဖြစ်တယ်လူတွေတိတ်မရောက်သေးတဲ့အချိန်ကိုကျွန်တော်ကရောက်အောင်လာလိုက်တယ်ဘာဖြစ်လို့လဲဆိုရင်လူတွေရန်များလာလို့ရှိရင်တပ်ပုံရိုက်ရတာလည်းအစိတ်အဆင်မပြေဘူးဗီဒီယိုရိုက်ရတာလည်းတိတ်ပြီးအဆင်မပြေဘူးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ကအစောရေးလာပြီးတော့ဒီနေရာလေးကိုရောက်လာတာနဲ့ဝင်ရိုက်ခဲ့တာဖြစ်ပါတယ်ဒီနေရာမှာလူအစီကားဆုံးအချိန်ကဘယ်အချိန်လဲလို့ပြောရမယ်ဆိုရင်တော့ညနေ4နာရီခွဲကနေ9နာရီ6နာရီအဲ့အချိန်မှာလူကအရန်ကိုမှများဆုံးအချိန်ပေါ့နော်များဆုံးအချိန်ဖြစ်ပါတယ်ဒီမှာကြာရင်တော့အောက်ကိုဆင်းသွားလို့ရပါတယ်ဒီမှာဆင်းသွားလို့ရတယ်အောက်ကိုဆင်းသွားမယ်ဆိုရင်တော့ရသေးတယ်ပေါ့နော်โอเคဗီဒီယိုလေးကတော့ဒီလောက်ပါပဲလို့နောက်ဗီဒီယိုကြမှာပြန်လည်ဆုံ